table ရဲ့1.1 orbit center ပါနော်သူရဲ့ orbit diameter 2 mm ပါနော်ဒီမှာ2လေးရေးထားပြီနော်သူရဲ့ orbit diameter ပါနော်ဒါ3တဲ့ diameter ကိုပြောတာ20 volt battery နဲ့ပဲတုံးရမယ်ဒီမှာ clock ပါနော်စပစ်ချင်လို့ရအောင်နော်စပစ်အကြီးဆုံးအထိချင်တယ်ထင်တော့မတုံဘူးနော်သူ vibration လောက်ထိတော့မချီဘူးဒါကြတော့ဒီဖုံဆုပ်တဲ့ဟာမနော်ဖုံဆုပ်တဲ့အိတ်ဖုံဆုပ်တဲ့အိတ်ဒီမှာဒီလိုလေးမနော်ဒီမှာတန်လေးပါတယ်ဒါလေးကကြတော့ဖုံဆုပ်ဆက်နဲ့တွဲတဲ့ဟာပါနော်ဒီမှာကြတော့အတူနဲ့အရှင်တစ်ခုထားပြီးပါနော်ပြီးတော့ရောက်ကြီးတစ်ခုလေးဒါပြီးတယ်ဆိုပါပြည့်မကန်စားရbrushless မတော်နဲ့မနော်